မိကိုတွေမြင်နေရတော့မယ်ရှင်ထဲမှာမငြိမ်းချမ်းတဲ့ကောင်တွေကငြိမ်းချမ်းရေးလိုချင်တယ်ပြောတာမှမယုံမေတ္တာတရားမရှိရင်တရားမျှတမှုမရှိရင်အစာမဝတဲ့အသွေးသားတွေဟာမနှက်မိုးလင်းတာနဲ့စစ်တိုက်နေကြမှာပဲခမရတို့ရဲ့အတတ်ပညာဆန်တဲ့ငြိမ်းချမ်းရေးငွေအလံပဲဆန်တဲ့ငြိမ်းချမ်းရေးကြီးစားဆန်တဲ့ငြိမ်းချမ်းရေးဧကန်းကောင်နိုင်ငံရေးရဲ့တာပြောမရပြောပြက်လုံးစက်ခုံပေါ်ငြိမ်းချမ်းရေးဆိုင်းဘုတ်ပေါ်ငြိမ်းချမ်းရေးတရင်ကခေါင်းစည်းတွေကငြိမ်းချမ်းရေးတန်ချက်ထဲကငြိမ်းချမ်းရေးကျန်းတန်ပေတန်ငြိမ်းချမ်းရေးလက်ဖက်ရည်ပကံလုံးတွေကငြိမ်းချမ်းရေးပွဲသေးရှိရင်လူစုမယ်ဖုတ်ထူမယ်ညှော်နှံ့လဲပူမယ်ကြောင်းတက်ခြင်းနဲ့ရုပ်ရှင်ကြည့်ခြင်းနဲ့လာရောက်အောက်ကတောင်ရတဲလေးမှာချစ်သူတပတ်လေးကိုခဏယူချုံခြင်းနဲ့အဲ့ဒီလိုညာလေးတညအတွက်ဘဝကိုပေးခဲ့ကြတာပါတန်ရတန်မိုးတွေပေးခဲ့ကြတာပါညူကြီးသားတွေယူလာမဲ့လက်ဆောင်ကဒီနေရာကိုလမ်းမပေါက်သေးဘူးရှိုးရဲကိုရေစင်းခတ်တာသူခြေတော်တစ်ပတ်ကြံနေတယ်ပလတ်စတစ်ကလေးလေးတစ်ချောင်းဟာအဲ့ဒီအပြိုမလေးရဲ့အိမ်မက်ပဲလူကြီးမင်းများငြိမ်းချမ်းကြပါစေနေလောင်ထားတဲ့စတောက်ကလေးပေါ်မှာဒေါ်ပန်းကလေးပွင့်ပါစေနင်ခါမှု idea magazine ဇန်နဝါရီ2014